ကိုနဲ့ကို့အတန်းနဲ့ဆက်သွယ်ရတော့နေဘယ်ရာဘယ်ကိစ္စမှငါတိမ်ငယ်မပေးနိုင်ဘူးမာတင်းတင်းပဲတောင်းခံတယ်ချစ်ခဲ့တဲ့ຢာတွေလည်းများခဲ့ပြီမုန်းခဲ့တဲ့ຢာတွေလည်းများခဲ့ပြီချစ်ခံမုန်းခံနေ့ရက်တွေလည်းများခဲ့ပြီငါတို့ကိုအလိုမလိုက်တင်ကြတော့ဘူးငါတို့ဟာအလိုလိုက်ခဲ့ကြတယ်စိတ်ကိုတော့ချမထားနဲ့ကွယ်ပြသဖို့လိုပြီဆိုတာသိပါရဲ့ရှင်းပြဖို့မလိုတာတွေရှင်းပြကြရင်အသက်တွေလည်းရင့်ရော်လာခဲ့ကြပြီဘဝကိုနောက်ကျောင်းပြန်လှည့်ကြည့်လိုက်တော့ကိုယ့်ကိုပြန်ဖမ်းမိတဲ့ရက်ကမောင်ချောနယ်ဆိုတဲ့စကားတစ်လုံးကိုကောက်ရခဲ့တာမဟုတ်ဘူးလေကြပြရေးသားသူမောင်ချောနယ်2004ခုနှစ်ဇန်နဝါရီအားလုံးပဲစင်ပြေကြမှာကြပါစေမနေ့ပြန်တိုင်းမှာအပြုံးနဲ့ဆုံကြမယ်